ဖြည့်ရှင်းခိုင်းတာအဲ့ဒီဒီဇိုင်းပြဿနာကိုအာကီတက်ကဖြည့်ရှင်းပေးရမှာဖြစ်တယ်။ဒါကြောင့်အာကီတက်ကိုပြောမယ်ဆိုရင်ပြဿနာဖြည့်ရှင်းမှုဆိုရင်လည်း Classic Home မှာမင်းဟောင်းဖြစ်တဲ့စက်မများအားလုံးနဲ့မင်္ဂလာပါရှင်။ဒီနေ့မှာဆိုရင်တော့အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ Classic Home မှာ podcast season လေးကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။မင်္ဂလာပါဆရာ ဟုတ်မင်္ဂလာပါခင်ဗျာ ။ဟုတ်ကဲ့ဆရာနာမည်လေးနဲ့ဆရာလုပ်ကိုင်လေးတစ်ချက်လောက်မိတ်ဆက်ပေးပါဦးရှင်။ ကျွန်တော်နာမည်ကတော့စကူကိုပါလက်ရှိမှာတော့ကျွန်တော်ဒီ STM မြန်မာ College မှာတော့ကျွန်တော် lecturer အနေနဲ့ Faculty of Engineering ထဲမှာကျွန်တော်လုပ်နေပါတယ်ဆိုတော့ဒီဂျွန်လာဆိုလို့ရှိရင်တော့ဒီ SCM မြန်မာ College မှာလောက်တာတော့ကျွန်တော်10နှစ်ပြည့်ပြီပေါ့လေဒီမတိုင်ခင်ကျွန်တော်အစိုးရနည်းပညာတက္ကသိုလ်တန်လင်မှာလောဝပေးဆရာအနေနဲ့တော့ကျွန်တော်တစ်နှစ်ခွဲတော့အဲ့ဒီမှာလောက်ခဲ့ပါတယ်ဗျာဟုတ်ကဲ့ပါဆရာအာကီတက်ဆိုတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ရဲ့ဆရာခံထားတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုချက်တော့ပြပြပေးပါဦးဆရာဟုတ်ဗျာဒီနေ့ကျွန်တော်ပြောမယ့်အကြောင်းအရာတွေအားလုံးရဲ့ပထမဆုံးဒီ disclaimer အနေနဲ့ကဒါကျွန်တော်ဘယ်အဖွဲ့အစည်းတစ်ခုခုမှာကိုယ်စားမပြုပါဘူးဒါကျွန်တော်ရဲ့ idea နဲ့ကျွန်တော်အမြင်ကိုဒါကျွန်တော်ဆွေးနွေးခြင်းဖြစ်ပါတယ်ဆိုတော့ဒီကုနာညီမမေးတဲ့မိပေါ်မှာ architecture ဆိုတာကိုကျွန်တော်ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကျွန်တော်ကြိုက်တယ်ဆိုတာထက်ဘယ်လိုအဓိပ္ပာယ်ဖွင့်လို့ကြားတယ်ဆိုတာကိုအရင်ရှင်းပြခြင်းပေါ့လေဆိုတော့ဒီ facilitation ဆိုတာရှိတယ်ပေါ့နော်ဒါဘီတုကစာရေးဆရာကြီးပေါ့ဒီဘီတုကတင်ရိုးတို့များမှာဆိုလို့ရှိရင်လည်းသူ့စီကနေပြီးတော့ဒါ reference ယူပြီးတော့စာအုပ်တွေပြန်ရေးကြတာမျိုးရှိတယ်အဲ့တော့သူ့ရဲ့ဒီ introduction to architecture ဆိုစာအုပ်ထဲမှာအခန်းတစ်ထဲမှာသူကဘယ်လိုအဓိပ္ပာယ်ဖွင့်ထားတယ်လဲဆိုတော့ဒီ architecture ဆိုတဲ့ဒီဘိတုကပညာရက်က arc ဆိုတဲ့အနုပညာပေါ့နော်အနုပညာလို့လည်းခေါ်ခြင်းခေါ်ဝိဇ္ဇာပညာလို့လည်းခေါ်ခြင်းခေါ်ပေါ့ဒီ arc နဲ့ဒီ science ဆိုတဲ့သိပ္ပံပညာနဲ့နှစ်ခုပေါင်းစည်းထားခြင်းကို architecture ပညာရက်လို့သူအဓိပ္ပာယ်ဖွင့်တယ်အဲ့တော့ Google မှာarchitecture ဆိုတာဘာလဲရှာကြည့်မယ်ဆိုရင်လည်းအဲ့လိုအဓိပ္ပာယ်တွေကတော့ပို့ပြီးတော့များတာပေါ့လေဒါ facilitation ရပြောမယ်ဆိုလို့ရှိရင်တော့arc နဲ့ science ဆိုတော့ဝိဇ္ဇာနဲ့သိပ္ပံနဲ့ပေါင်းလာတာဆိုတော့မြန်မာဝေါ်ဝါဒအနေနဲ့ပြောမယ်ဆိုရင်တော့ဒါဝိပံလို့ပြောရတာပေါ့နော် architecture ပညာရက်ကအဲ့တော့ arc ဆိုတာကအနုပညာလို့ပြောမယ်ဆိုရင် architecture ပညာရက်ကအနုပညာမြောက်အောင်လို့ architect ကအဆောက်အဦကိုဖန်တီးရတာဖြစ်တဲ့အတွက်ကြောင့်ဒါတော့ arc ဆိုတာပါဝင်နေတယ်အနုပညာဆိုတာမြောက်တယ်ပေါ့ဒီနေရာမှာတခုနားလည်တာကအနုပညာမြောက်တယ်လို့ခေါ်တိုင်းပကြီးဆရာတွေပပူးဆရာတွေနဲ့အာကီတက်ကတူလားလို့မေးရင်တော့မတူဘူး။ဘာကြောင့်လို့မေးမယ်ဆိုရင်တော့ပကြီးဆရာပပူးဆရာကစိတ်ကူးကိုသူကရင်တိုင်းရင်လို့ရတယ်ရင်ခွင့်နဲ့ပေးတာတယ်။ဒါပေမဲ့အာကီတက်ကစိတ်ကူးကိုရင်ခွင့်ပေးတာတယ်။ဒါပေမဲ့အဲ့ရင်နဲ့အရာကသိပ္ပံနည်းကျစိတ်ကူးရင်မှုပဲဖြစ်ရတယ်။ဘာကြောင့်လဲလို့ရှိရင်အပြင်လက်တွေ့မှာတည်ဆောက်မယ်ဖြစ်တဲ့အခါကျတော့သိပ္ပံနည်းကျနဲ့ပဲအနုပညာကိုချင်းကပ်ရတယ်။အားကြောင့် architecture ဆိုအဓိပ္ပာယ်ဖွင့်မယ်ဆိုရင်တော့ဒီကိုကျွန်တော်တို့ဒီ arc နဲ့ science နဲ့ပေါ့နော်အနုပညာနဲ့သိပ္ပံပညာနောက်တစ်ခုက arc ကိုဘာသာပြန်မယ်ဆိုဝိဇ္ဇာပညာတို့ဘာသာပြန်မယ်ဆိုရင်လည်း architecture ကကြတော့အခြားပါရရက်တွေနဲ့မတူတာကအခြားပါရရက်တွေမှာကပုံသေးရှိတယ်ပေါ့လေဒါနဲ့လုပ်နေတာဖြစ်တယ်ဒါပေမဲ့ architecture မှာကြတော့ကျောင်းသား10ယောက်ရှိ project တစ်ခုပြီးရင်အဲ့ကျောင်းသား10ယောက်ကတူစရာအကြောင်းမရှိဘူးသူတို့တွေးခေါ်ပုံကိုတည်ပြီးတော့꿰ပြတယ်အဲကြောင့်ဝိဇ္ဇာပညာရဲ့ကပုံသေးမရှိဘူးအဲ့တော့ arc ကိုအနုပညာလို့ပဲတွေ့ဝိဇ္ဇာပညာလို့ပဲတွေ့ပုံသေးမရှိဘူးစိတ်ကူးရင်ရတယ်ဒါပေမဲ့အဲ့စိတ်ကူးရင်တဲ့အရာကသိပ္ပံနည်းကျစိတ်ကူးရင်မှုပဲဖြစ်ရတယ်ဒါ architecture မှာမြတ်သောအဖြစ်အဓိပ္ပာယ်ဖွင့်တဲ့ဖွင့်ဆိုချက်ပေါ့မြန်မာနိုင်ငံမှာတော့ arc ရဲ့ science ရဲ့နောက်တစ်ခုက psychology ဆိုပြီးတော့ထည့်ပေါင်းပြီးတော့မှဘိတုကအဓိပ္ပာယ်ဖွင့်တာမျိုးတွေရှိတယ်။အမှဆိုလို့ကျင်တာက architect ကတခြား engineer ကဒီအဆောက်အဦကိုဆောက်လိုက်ဆိုရင်သူကဆောက်လိုက်ဆိုရင်ပြီးတော့တာပေါ့။ architect ကတော့ဒီခင်းချင်းထဲကိုဝင်လာတဲ့လူကိုဘယ်လိုခံစားစေချင်တာလဲဘယ်လိုဖြစ်စေချင်တာလဲလူတွေကိုနေထိုင်မှုဘယ်လိုအဆင်ပြေအောင်လုပ်ပေးမလဲဆိုတာကိုဒီအခင်းချင်းရဲ့ရတာပေါ့လေဘိတုကရတာကိုခံစားစေအောင်ဖန်တီးရတာဖြစ်တဲ့အခါကျတော့ psychology ဆိုပြီးတော့မြန်မာနိုင်ငံမှာတော့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေမှာထည့်တာကိုတွေ့ရတယ်။တော့ကျွန်တော်အနေနဲ့ကြိုက်တဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ architect ဆိုတာဘာလဲလို့မေးရင်တော့နောက်အဓိပ္ပာယ်ဖွင့်မယ်ဆိုရင်နောက်တစ်ချက်ကျွန်တော်တို့ရှိနေတယ်။ပထမချက်ကတော့ဘာလဲဆိုတော့ပြဿနာကိုဖြေရှင်းတယ်ပေါ့။ပြဿနာဆိုတာကလုံမျိုးပြဿနာလည်းမဟုတ်ဘူး။ဘာသာရေးပြဿနာလည်းမဟုတ်ဘူး။ဘာပြဿနာလဲဒီဇိုင်းပြဿနာပေါ့။ဥပမာ client ကနေပြီးတော့ဒီအဆောက်အဦတစ်ခုကိုသူလိုချင်တဲ့ပုံစံပြောတယ်။ဒါမှမဟုတ်သူ့မှာရှိတဲ့အဆောက်အဦကိုပြန်ပြင်ခိုင်းတယ် interior designer ဖြစ်ဖြစ် architect ကိုပြန်ပြင်ခိုင်းတယ်ဆိုတာကသူ့မှာရှိတဲ့ပြဿနာကိုသူကဖြေရှင်းခိုင်းတာပဲ။အဲ့ဒီ design ပြဿနာကို architect ကဖြေရှင်းပေးရမှာဖြစ်တယ်။အဲကြောင့် architect ကိုပြောမယ်ဆိုရင်ပြဿနာကိုဖြေရှင်းသူဆိုရင်လည်းဒါပြည့်စုံတဲ့ဘဝတစ်ခုလို့ပြောလို့ရတယ်။ဘာပြဿနာကိုဖြေရှင်းရလဲဆိုတော့ design ပြဿနာကိုဖြေရှင်းတာဖြစ်တယ်။နောက်တစ်ခုကကျတော့နောက်တစ်ခုဆိုတဲ့အခါကျတော့ space ကို define space ဆိုတာကြတော့ဒီဆရာကြီးဒေါက်တာလွင်အောင်ရဲ့ဘာသာပြန်ဆိုချက်နဲ့ပြောမယ်ဆိုရင်တော့ healing လို့ပြောတာပေါ့လေ healing ဆိုတာကတော့ဘာမှမရှိတဲ့အကြောင်းဟိုမှာမြေကွက်လွတ်ကြီးထဲမှာအစောတစ်ခုစောင့်နေဆိုရင်အဲ့မြေကွက်လွတ်ကြီးကငကောကဘာမှမရှိဘူးအဲ့ဘာမှမရှိတဲ့အရာမှာဘိတုကဒီဇိုင်းတစ်ခုပေါ်လာဖို့အထက်ထဲမှာအခန်းတွေကတ်မှုအတွက်ကို architect ကနေရာချပြတယ်
နေရာချတယ်ဆိုတာ define ပေါ့ define ဆိုတာတတ်မှတ်ပေးတာပေါ့အဲ့တော့ space တွေကိုတတ်မှတ်ပေးတဲ့လူက architect ဖြစ်တယ် space ကို define ပေးတဲ့လူက architect ဖြစ်တယ်ဆိုတော့ကျွန်တော်ဒီနေ့ပြောမယ်ဆိုတော့ရှေ့မှာရှိတဲ့ architect science နဲ့ psychology တွေဆိုတာကတော့ဘယ် source ကရှာဒါတွေကဖတ်လို့ရတယ်ပေါ့လေဒါပေမဲ့အဲ့ထက်အလုံးပေါ့နော်အဲ့ထက်အလုံးအသိပဲ position နဲ့တွားမယ်ဆိုရင်တော့ဟိုရိုးရိုးရှင်းရှင်းပြောမယ်ဆိုရင် architect ဆိုတာကပြဿနာကိုဖြေရှင်းတယ်လို့ဖြစ်တယ် design ပြဿနာကိုဖြေရှင်းတယ်လို့ဖြစ်တယ်နောက် space ကို define တယ်လို့ဖြစ်တယ်လို့ကျွန်တော်အနေနဲ့အသိပဲ position နဲ့ကျွန်တော်ကြိုက်တယ်ပေါ့ဒီအသိပဲ ဟုတ်ပါဆရာ